မင်းကအေးစစ်စစ်တက်ပါဘာဘူးရဲ့မင်းအောင်မနဲ့ဘိုးတွေကိုတတ်လိုက်တော့မင်းကငါကိစ္စမလို့ငါပဲရှင်းမယ်လို့ဘိုးတို့ကငါခရီးပေးခဲ့တယ်အဲ့ဒါကြောင့်လှေပေါ်မှာငါတည်လို့မဖြစ်ဘူးလို့တွေးမိတယ်မင်းဒီနေ့တော့တည်ရမယ်ပထမအောင်မနဲ့ဘိုးတွေအတွက်ဒုတိယကငါကူစားအသက်ဆွပြီးသွားတဲ့ဦးလေးဘွန်ရှူချင်းတို့တတိယကငါချစ်ဆုံးတငယ်ချင်းဖိုးတို့ပဲမင်းကအေးစစ်စစ်တက်ပါဘာဘူးရဲ့မင်းအောင်မနဲ့ဘိုးတွေကိုတတ်လိုက်တော့မင်းကငါကိစ္စမလို့ငါပဲရှင်းမယ်လို့ဘိုးတို့ကငါခရီးပေးခဲ့တယ်အဲ့ဒါကြောင့်လှေပေါ်မှာငါတည်လို့မဖြစ်ဘူးလို့တွေးမိတယ်မင်းဒီနေ့တော့တည်ရမယ်ပထမအောင်မနဲ့ဘိုးတွေအတွက်ဒုတိယကငါကူစားအသက်ဆွပြီးသွားတဲ့ဦးလေးဘွန်ရှူချင်းတို့တတိယကငါချစ်ဆုံးတငယ်ချင်းဖိုးတို့ပဲ